အရန်ကိုလွယ်ကူရိုးရှင်းတဲ့ Thai style ကြက်စီထမင်းလေးလှုပ်ရှားဖြစ်လို့သူ့ရဲ့လုံဒီအသေးစိတ်ကိုကျွန်တော်ပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်။ကြက်သားကိုနူးညံ့ဤတော့အောင်ဘယ်လိုပြုတ်ရမလဲဆိုတာအချင်းရေးဘယ်လိုဆက်ရမလဲဆိုတာအစုံကျွန်တော်အသေးစိတ်ကိုပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်ဗျာ။အရင်ဆုံးကျွန်တော်တို့ရေနွေးလေးစူလာပြီဆိုရင်အရသာလေးထည့်ပါမယ်။စားထည့်ပါမယ်။သားမုံလေးထည့်ပါမယ်။ပြီးဂျင်းလေးထည့်ပါမယ်။နန်းနန်းပင်အမြင့်လေးထည့်ပါမယ်။ကျက်သွန်ဖြူလေးထည့်ပါမယ်။ညိုကောင်းမုံလေးထည့်ပါမယ်။ဘဲငံပြားရဲ့အကြီးလေးထည့်ပါမယ်ဗျာ။ပြီးရင်ကြက်သားကိုကျွန်တော်ချက်ချင်းကြီးမထည့်ပါနဲ့ရေထဲမှာစိတ်လိုက်ထုတ်လိုက်၃ချိန်လောက်လုပ်ပြီးမှအရေခွန်လေးတွေတင်းလာပြီးဆိုခါမှကျွန်တော်တို့အသားကိုဒီလိုလေးထည့်ပြရမှာဖြစ်ပါတယ်။အနေဆုံးအများဆုံး၃ချိန်ပေါ့ဗျာရေထဲမှာစိတ်လိုက်ထုတ်လိုက်ရေထဲမှာစိတ်လိုက်ထုတ်လိုက်ရေခွန်လေးတွေတင်းလာပြီးဆိုခါမှကျွန်တော်တို့ကြက်သားကိုပြုတ်အောင်မှာဖြစ်ပါတယ်ဗျာ။ကြက်သားကိုပြုတ်တဲ့ချိန်မှာရေမီးပြင်းလို့မရပါဘူး။ရေနွေးဆူလာပြီးရေကိုကြက်သားထည့်ပြီးတဲ့ချိန်မှာရေလေးဆူလာပြီဆိုရင်ကျွန်တော်တို့မီးကိုလျှော့ပေးရမှာပြီးတော့မီးကိုအသက်နိုင်ဆုံးလျှော့ပေးပါတပွက်စုအနေထားနဲ့ကျွန်တော်တို့သူ့ကိုမိနစ်40လောက်ထိပဲပြုတ်ပေးရမှာဖြစ်ပါတယ်အပေါ်ရန်ကအစီလေးတွေအညစ်အကြေးလေးတွေကိုကျွန်တော်ခတ်ထုတ်ပေးပါခုလိုမျိုးအနေထားဆိုရင်ရပါပြီဗျာကြည့်ပါလားအရေခုံလေးကလုံးဝပုံမပြတ်ပဲနဲ့တင်းတင်းရီးရီးလေးနဲ့အတွင်းသားလေးဆူဆူအီလေးပါလုံးဝမချောက်ပါဘူးမီးပြပြနဲ့ပြုတ်မယ်ဆိုရင်အတွင်းသားလေး6ကပ်ပြီးစားလို့မကောင်းပါဘူးခုပုံစံလေးကဆိုအီလေးပါပြီးရင်သူ့ကိုကျွန်တော်ချက်ချင်းပဲရေခဲရေလေးထဲမှာထည့်ပြီးစိန်ထားပေးရမှာဖြစ်ပါတယ်ကြက်သားလေးအေးသွားမှာဒါကကြက်သားပေါ်မှာတုံးမဲ့ sauce လေးတစ်မျိုးပါစားထည့်ပါမယ်ပဲငံမြရဲ့အကြည်လေးထည့်ပါမယ်နှမ်းစီမွေးအနှဲငယ်ထည့်ပါမယ်ကြက်သားပြုတ်ရည်လေးထည့်ပါမယ်ပြီးရင်အားလုံးနှမ်းဆက်အောင်မှုေပေးပါမှုေပေးပြီးဆိုရင်သူ့ကိုကျွန်တော်ကြက်သားလေးပေါ်မှာတုတ်ထားပြန်မတုတ်ပေးပြီးဆိုရင်ရေခုံနဲ့6သွားတော့ပါတယ်ခုလိုတုတ်ပြတဲ့အရောင်လေးဆူဆူလေးနဲ့နှမ်းအရသာလေးမွေးမွေးလေးဖြစ်နေမှာဖြစ်ပါတယ်ဗျာကဲပြီးရင်ကျွန်တော်ကျက်သွန်မျိုးစီတက်ပါမယ်ဒါတွေကကျက်စီတွေပါကျက်စီထုတ်ပုံထုံးကြီးတော့မတင်တော့ပါဘူးပြီးရင်ဂျင်းထည့်ပါမယ်ကျက်သွန်ဖြူနှုတ်နှုတ်စင်းလေးထည့်ပါမယ်ကျက်သွန်နီနှုတ်နှုတ်စင်းထားထည့်ပါသူ့ကိုကျွန်တော်စီတက်ပြီးပါပဲချီဝရောင်လေးတွေတန်းလာတဲ့အထိကြော်ပေးတာမှဖြစ်ပါတယ်ဗျာဖြူရောင်လေးတွေတန်းလာပြီဆိုရင်ကျွန်တော်တို့ချက်ပါမယ်ဗျာဒါတော့ရေဆေးပြီးထားတဲ့ဆန်လေးဖြစ်ပါတယ်ရေကိုစစ်ထားပြီးတဲ့ဆန်လေးထဲမှာခုနကကျွန်တော်ကြော်ထားတဲ့ကျက်သွန်ဖြူဂျင်းလေးကိုထည့်ပါမယ်ပြီးရင်ကျွန်တော်ကြက်ပြုတ်ရည်လေးထည့်ပါမယ်။သမင်းချက်တဲ့ပုံစံနည်းတိုင်းချက်ပါ။ကျွန်တော်ဆန်ဘယ်နှခွက်ထည့်တယ်ဆိုရင်ရေဘယ်နှခွက်တဲ့မိမိအိမ်မှာပုံမှန်တိုင်းချက်နေတဲ့သမင်းပုံစံနည်းထည့်ပေးပါ။အဓိကဒီနေရာမှာဘာဖြစ်လို့ဆန်လုံးတွေမစီးကက်ကက်ကြီးမဖြစ်အောင်ဆိုတော့စွပ်ပြုတ်ရည်ပူနေမှဖြစ်ပါမယ်။စွပ်ပြုတ်ရည်ပူလေးဆိုရင်လောင်းထည့်ပြီးတော့ကျွန်တော်တို့အဲ့လိုဆိုရင်ဆန်လုံးတွေကစီစီကက်ကက်ကြီးမဖြစ်တော့ပါဘူး။အရသာတော့ကကျွန်တော်စားအနေငယ်သုံးပါတယ်။ပြီးရင်တခြားအနေငယ်သုံးပြီးရင်စွမ်းမွေးအရက်လေးသုံးထားပါတယ်စွမ်းမွေးရက်ရှိရင်လည်းထည့်ပါမရှိရင်လည်းမထည့်လည်းရပါတယ်ပြီးရင်အယောင်လေးလာတော့ကျွန်တော်ပဲငံပြားကြီးကောင်းစင်းလေးထည့်လိုက်ပါတယ်ပြီးနှက်ဆောင်တေချာလေးမွေပြီးသမင်းတည်တဲ့ပုံစံအတိုင်းပဲပေါင်းလေးမှာထည့်ပြီးခလုတ်လေးနှိပ်ထားလိုက်ပါရသားနဲ့တွဲစားဖို့အတွက်အချင်းစော့လေးဆက်ကြအောင်ပါဒါလေးတွေကဂျင်းကျက်သွန်ဖြူနဲ့ညုတ်တီးတို့ဖြစ်ပါတယ်ညုတ်တီးရဲ့ဆက်ကမိမိချက်နေတဲ့လောက်ထည့်လို့ရပါတယ်ဗျာပြီးရင်ပဲငံပြားရဲ့အချိုဒါလေးကပဲငံပြားရဲ့အချိုပါပြီးပဲငံပြားရဲ့အကြည်လေးထည့်ပါမယ်ပြီးရင်ကျွန်တော်တို့အချိုအတွက်ကထညက်အပြုတ်လေးထည့်ပါမယ်မိမိမှာထညက်ပြုတ်မရှိရင်တခြားပြင်သုံးလို့ရပါတယ်ဒီမှာပြီးရင်စားထည့်ပါမယ်ဒါလေးကတော့ပဲငပီလေးဖြစ်ပါတယ်ပဲငပီအနှဲငယ်ထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ကြက်ပြုတ်ရည်အနှဲငယ်ထည့်ပါမယ်ပြီးရင်အားလုံးကျွန်တော်တို့နှက်ဆက်တော့ကြိတ်ပေးလိုက်ပါကြိတ်ပြီးပြီဆိုရင်အရသာအပေါ့အငံကတော့မိမိစိတ်ကြိုက်ဒီနေရာမှာထပ်ဖြည့်လို့ရပါတယ်ပြီးရင်ကျွန်တော်ဒီမှာတမရရေးလေးညှစ်ပေးပါမယ်တမရလေးညှစ်ပြီးပြီဆိုရင်ကျွန်တော်ရှာလကာရေးအနည်းငယ်တုံးလိုက်ပါတယ်ရနာတွေအားလုံးနှံ့ဆက်အောင်တည်တည်ချာလေးဝေပြီးပြီဆိုရင်ချင်းရည် sauce လေးရပါပြီဗျာဒီချင်းရည် sauce လေးကိုကြာကြာထားခံချင်နေဆိုရင်သူ့ကိုပြန်တည်ပေးရမှာပြရတယ်မီးအေးလေးနဲ့ပြန်ကြိုပေးလိုက်ပါမီးအေးနဲ့ပြန်ကြိုပေးလိုက်မယ်ဆိုရင်ထားခံပါလိုက်ဗျာသမင်းချက်ပြီးပြီးချင်းသမင်းအိုးရဲ့အဖုံးကိုမဖွင့်ပါနဲ့ချက်ပြီးတော့15မိနစ်လောက်နေအငွေ့တဲ့အားလုံးတိတ်ပြီးဆိုတော့မှအငွေ့တွေပျောက်ပြီးဆိုတော့မှသမင်းအိုးလေးဖွင့်ပေးပါဖွင့်ပေးပြီးတော့ကျွန်တော်တို့
ရောင်းမလေးနဲ့ဖွားဖွားချင်းမွေထားပေးပါခုလိုမျိုးအနေထားလေးဆိုကြည့်ပါလားဆန်လုံးနဲ့လုံးဝမစီစီကက်ကက်မရှိပါဘူးဆန်လုံးအလုံးလေးတွေဖြစ်နေပါတယ်အနံလေးကတော်တော်လေးကိုမွေးနေပါတယ်စားချင်းဆိုတော့အနံလေးကိုထွက်နေပါလေဗျာပြီးရင်သူ့ကိုပကံလုံးထဲမှာအလှဆင်ပြလိုက်ပြီးဆိုရင်စားချင်းစပွဲရအရန်ကောင်းတဲ့ချက်စီသမင်းလေးရပါပြီဗျာမိတ်ဆွေတို့မှာဒီတက်ကောင်းတဲ့နီလန်းလေးတွေရှိနေမျှဝေပြီးတော့လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေစုံထိလိုက်ပါကြည့်ရှုတဲ့အရောက်တိုင်းကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ဟင်းချက်နီးတွေကိုတိတလောက်ပြန်လဲမျှဝေပေးနေတဲ့ဇိုင်းလန်ဖြစ်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါစို့